တင်ချိုင်းကူတွေကိုတန်ရှင်းရေးလုပ်ပြီးနာမည်ကြီးလာတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတာတင်သိပါသလား။သူမရဲ့တင်ချိုင်းသွားတိုင်းကိုဗီဒီယိုရိုက်ပြီးတင်ခဲ့တယ်။လူတန်းပေါင်းများစွာကိုဆွဲမှတ်စေပြီးထိတ်လန့်စေခဲ့တယ်။အစကသူမဟာကူကြောက်တိုင်တွေကိုတေရီရဲ့နာမည်တွေပေါ်လာအောင်တောက်တောက်ပြောင်ပြောင်ပို့တိုက်တန်ရှင်းရုံပဲလုပ်ခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့အပြုအမူတွေဟာပိုထူးဆန်းလာတယ်။ဒဇိမ်းတွေရဲ့ကူတွေမှာပန်းတွေယူဆောင်လာပြီးကူပေါ်မှာအယုတ်တွေတွေ့ရင်အိမ်ကိုယူဆောင်သွားတယ်။အစ်စ်လိုပြန်ဖြစ်သွားအောင်သူတို့ကိုဆေးကြောတယ်။တင်ချိုင်းထဲမှာသူမနေချိန်များလာလေသူမရဲ့စွမ်းအင်ဟာပိုမောင်မိုက်လာတယ်လို့ခံစားရလိမ့်မယ်။သူမကိုကြည့်ရသူတွေကတင်ချိုင်းတွေမှာလေးလံတဲ့ဝိညာဉ်တွေရှိတယ်လို့ပြောကြတယ်။မကြခင်မှာပဲသူမရဲ့ဗီဒီယိုတွေထဲမှာထူးဆန်းတဲ့အရာတွေပေါ်လာတော့တယ်။တခါကသူမဟာကူတစ်ခုကိုတန်ရှင်းနေစေပန်းတွေဟာသူ့အလိုလိုပြုတ်ကျသွားတယ်။နောက်တစ်ခုမှာတော့မြေကြီးထဲမှာစိုက်ထားတဲ့ကော်ပြားတစ်ချောင်းဟာသူ့ဘာသာသူရွေ့လာတယ်။ကြည့်ရှုသူတွေဟာထိတ်လန့်သွားပြီးသူမကိုရက်ဖို့ပန်ကြားကြတယ်။သူမကမနှိုးဆော်အပ်တဲ့တစုံတရာကိုနှောက်ယှက်နေမိပြီလို့သတိပေးကြတယ်။ဒါပေမဲ့သူမကလစ်လျူရှုထားပြီးတင်ချိုင်းကူတွေကြားထဲမှာဆက်ရိုက်ကူးနေတယ်။သူမရဲ့ပြုံးနေတဲ့မျက်နှာဟာအကြိမ်တိုင်းပိုအေးဆက်လာတယ်။နောက်တော့ဘာမှကြိုတင်သတိပေးချက်မရှိဘဲသူမရဲ့အကောင့်ဟာတိတ်ဆိတ်သွားတော့တယ်။တချို့ကသူမဟာတင်ချိုင်းထဲမှာပျောက်သွားတယ်လို့ဆိုကြတယ်။